ကမ္ဘာအလှဆုံးကမ်းခြေတစ်ခုမှာအစ္စရေးတန်ပြန်အကြမ်းဖက်သမားစူပါမင်းလိုစွမ်းအားရှင်ဇိုဟန်တစ်ယောက်အပန်းဖြေနေပါတယ်။သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့်ဘလို့စိန်ခေါ်မှုမျိုးကိုမဆိုလက်ချွေးတစ်စက်မှမထွက်ဘဲအေးဆေးနိုင်ပြနေတာပေါ့။ဒါပေမဲ့ကန်ဆိုးကျင်တော့အစ္စရေးစစ်တပ်ကအထက်လူကြီးတွေရောက်လာပြီးသူ့ရဲ့အားလျက်ကိုဖျက်ဆီးတာမစ်ရှင်အစ်စ်ပေးပါတော့တယ်။ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ရဲ့စူပါခေါင်းဆောင်ဖန်တွန်ကိုဘေရုတ်ကတန်ပွဲတစ်ခုမှာတွေ့ရလို့ဒါဟာအကွက်စင်တာဖြစ်နိုင်ပါတယ်။ဇိုဟန်လည်းကြောင်သွားတာပေါ့လွန်ခဲ့တဲ့3လကမှဖမ်းထားတဲ့သူ့ရန်သူကြီးကိုအထက်လူကြီးတွေကလူလဲပြီးလှုပ်ပေးလိုက်လို့ပါ။ဒီမစ်ရှင်ကိုမသိချင်အောင်ဆောင်လို့ရပေမဲ့ဤသူတွေတေချေမှာစိုးရင်တာကြောင့်ဇိုဟန်တယောက်လက်ခံလိုက်ရပြန်တယ်။မစ်ရှင်အတွက်ပြင်ဆင်ရင်သူ့အခန်းထဲကအဖိုးတန်လျှို့ဝှက်ချက်ဖြစ်တဲ့လက်စပင်ပုံစံကက်တလော့အဟောင်းလေးကိုထုတ်ကြည့်နေပါတယ်။သူမိဘတွေနဲ့ထမင်းစားရင်စစ်ပွဲတွေကိုညီးငွေးလာပြီးဖြစ်လို့အမေရိကန်ကိုပြေးပြီးစပင်ညက်စရာလုပ်ချင်တယ်လို့ဖွင့်ပြောလိုက်တယ်။မိဘတွေကစစ်တပ်ကမှအတီငိမ်ဆုံးမှုသဘောမတူတဲ့အပြင်လက်စပင်ညက်ချင်တဲ့သူ့အိမ်မက်ကိုဟားတိုက်ပြီးမိမလျာလို့ဆဲပါလေရော။အဲ့ဒီညကဇိုဟန်တယောက်မျက်ရည်ဆက်လက်နဲ့အိပ်ယာဝင်ခဲ့ပြီးနောက်နေ့မှာတော့တိုက်ပွဲဝင်ဖို့မြို့ထဲကိုထွက်လာခဲ့တယ်။နှာခေါင်းနဲ့ကြည်စံဖမ်းနိုင်တဲ့သူ့စွမ်းအားကြောင့်အောက်ခြေရဲဘော်တွေကိုမှုတ်ထုတ်ပစ်လိုက်ပေမဲ့ရန်သူကြီးဖန်တွန်ကတော့ပင်လယ်အထိပြေးခိုင်းတယ်။အဲ့ဒီမှာလက်ပစ်ပုံးနဲ့ဘော်လီဘောကစားရင်းပောက်ကွဲသွားတော့နဇိုဟန်ရဲ့ဘောင်းဘီတိုလေးပဲကြံရစ်ပါတော့တယ်။ဖန်တွန်ကဇိုဟန်ကိုတတ်နိုင်ခဲ့ပြီလို့ကြွားလုံးထုတ်နေချိန်မှာပဲဇိုဟန်ကတော့တေးချင်းအောင်ဆောင်ပြီးရေအောက်မှာပုန်းနေတာပါ။အိတ်ကိုယူပြီးနယူးရောက်သွားမဲ့လေရင်ပေါ်ကခွေးလောက်အိမ်နဲ့ခိုးဝင်ခဲ့ပြီးခွေးလေးတွေနဲ့အဆင်ပြေအောင်စပင်ပုံစံအရင်ပြောင်းလိုက်တယ်။လေရင်စင်းချိန်မှာခွေးတွေကိုပါစပင်ပုံစံအတစ်ညှက်ပေးခဲ့ပြီးအမတ်ဟတ်တန်မြို့တဲကိုအောင်မြင်မြင်လက်ထွက်လာနိုင်ခဲ့တယ်။သူပထမဆုံးသွားတာကနာမည်ကြီးဆိုင်ကြီးဖြစ်ပြီးခွေးနာမည်တွေကိုအတူယူကစကရက်ပီကိုကိုလို့အမည်လွဲနဲ့အလုတ်လျှောက်ပေမဲ့အကန်ခံရတယ်။မြို့ထဲလျှောက်သွားရင်ဂျူးလူမျိုးကောင်လေးမိုက်ကယ်ကိုနဂါးမောင်းသမားတစ်ယောက်ကဗိုလ်ကျစော်ကားနေတာတွေ့လိုက်ရတယ်။ဇိုဟန်လည်းချက်ချင်းဝင်ခဲ့ပြီးဗိုလ်ကျတဲ့ကောင်ကိုဆွဲထုတ်လိုက်လို့အမိုက်အေးချေးတင်ကိုရိုက်တာပေါ့။ဒါပေမဲ့အဲ့ဒီမှာတင်တက္ကစီမောင်းသမားပါလက်စတိုင်းလူမျိုးစာလင်းကအန်တူကိုမှတ်မိသွားမလို့ဖြစ်လို့ဇလန်းကပြတ်သွားပါတယ်။အမတ်ခံရမှာကြောက်လို့မိုက်ကယ်ကိုကောက်ချီမျက်နှာပိတ်ပြီးမမိုက်ကယ်တို့အိမ်ထိအပြေးနေမှာတော့တယ်။မိုက်ကယ်ရဲ့အမေကေးနဲ့တွေ့တော့ဩစတြေးလျလူမျိုးလို့လိမ့်လိုက်လို့အဆင်ပြေသွားပြီးအပေါ်ထပ်အခန်းမှာနေခွင့်ရသွားတယ်။နိုင်ပိုင်းကြာမှာဇိုဟန်နဲ့အမေဖြစ်သူဂေးလို့အလုပ်ဖြစ်နေတာကိုမမိုက်ကယ်မြင်သွားလို့ဇိုဟန်ကကောင်းမလေးတွေနဲ့မိတ်ဆက်ပေးပြီးချော့ရတယ်။တလက်မှာဇိုဟန်ကမိန်းမဆိုအသက်အရွယ်မရွေးရဘူးလို့ပညာပေးနေတော့သူ့ကိုမှတ်မိသွားတဲ့အစ္စရေးလူမျိုးအိုရီရောက်လာတယ်။အိုရီကသူ့ဖန်မို့လို့လှုပ်ဝက်ပေးမဲ့အပြင်အစင်မပြေရင်သူ့ရဲ့လျှက်စစ်ပစ္စည်းဆိုင်မှာအလုပ်လုပ်ဖို့ဖိတ်ခေါ်လိုက်သေးတယ်။နောက်နေ့အလုပ်လိုက်ရှာပေမဲ့ဝါသနာပဲရှိပြီးအတွေ့အကြုံမရှိတဲ့နဇိုဟန်ကိုဘယ်ဆိုင်ကမှအလုပ်မခန့်ပဲကလေးတွေပါငိုကုန်ကြတယ်။အလုပ်ရဖို့မလွယ်တာနဲ့အိုရီရှိတဲ့အရှိအလဲပိုင်းသားတွေနဲ့စုနေတဲ့အရက်ကိုဇိုဟန်တယောက်သွားလိုက်ရပါတော့တယ်။ယာယီအလုပ်လုပ်ချင်ပေမဲ့အိုရီကညင်းလိုက်ပြီးဒီလိုဆိုင်တွေဟာလူညွတ်တုံးစေတာမို့ဇိုဟန်လိုလူစွမ်းကောင်းမျိုးကိုမလုပ်စေချင်ဘူးတဲ့။ဒါနဲ့လမ်းတစ်ဖက်ကပါလက်စတိုင်းစပင်ညက်ဆိုင်လေးမှာအလုပ်သွားလျှောက်ဖို့အကြံပေးလိုက်ပါတယ်။ပထမတော့ပါလက်စတိုင်းစင်ဖို့မလုပ်ချင်ပေမဲ့ရင်သူကြီးဖန်တွန်အောင်မြင်တာကိုအိုရီကဗီဒီယိုပြလိုက်တဲ့အခါစိတ်ပေါင်းသွားတယ်။ဖန်တွန်ကဆိုင်ခွဲတွေဖွင့်ထားပြီးကလေးကစားစရာမှာတော့နဇိုဟန်ပောက်ကွဲတဲ့အယုတ်ကိုထည့်ရောင်းပြီးလှောင်နေတာကိုရန်သူကအိမ်မက်တွေအကောင့်ထဲပေါ်နေတာကိုမခံနိုင်လို့လမ်းပြတ်ပြီးဆိုင်ပိုင်ရှင်ဒါလီယာနဲ့တွားတွေ့ပေမဲ့ဆိုင်ကလက်ခမပေးနိုင်တဲ့အခြေအနေ။ဒါလီယာကအတွေ့အကြုံမရှိလို့မခန့်ချင်ပေမဲ့နောက်ဆုံးတော့အခမဲ့ကြမ်းတိုက်ခွင့်ပေးလိုက်ပါတယ်။ဇိုဟန်လည်းမိုက်ကယ်တို့အိမ်မှာနေရင်ကြမ်းတိုက်တဲ့အလုပ်ကိုတက်ကြွယူသွတ်စွာနဲ့လုပ်နေပါတော့တယ်။သူကတန်ရှင်းရေးကိုအစွမ်းကုန်လှုပ်လွန်းလို့တခြားစပင်ညက်စရာကလော့တောင်အလုပ်လုပ်ရအဆင်မပြေဖြစ်လာတယ်။ဒါနဲ့ကလော့ကသူ့ကိုလက်မရှုပ်အောင်ဆိုင်ပိတ်ချိန်မှာလက်စပင်ညက်ကြီးတွေအပိုတင်နှပ်ပေးလိုက်ရတယ်။ဒီဆိုင်ကပတ်စံမရသေးတော့တက်စီမောင်းတဲ့အချိန်ပိုင်းအလုပ်လုပ်ပေမဲ့သူ့ရဲ့စစ်သားမောင်းတဲ့ကြောင့်ခရီးသည်တွေလန့်ကုန်ကြတာပေါ့။တရက်တော့စပင်ညက်စရာမတယောက်ထွက်သွားလို့နဇိုဟန်ကအစားဝင်လုပ်ဖို့အခွင့်အရေးရသွားတယ်။ဒါလီယာကစိတ်မချပေမဲ့ဖောက်တယ်တွေကပြဿနာမရှိလို့နဇိုဟန်တယောက်အိမ်မက်တွေစတင်ခွင့်ရသွားပါပြီ။သူ့လက်ရာကခက်နောက်ကျပေမဲ့အသက်ကြီးကြီးအမေကိုဖောက်တယ်တွေကိုမိဖုရားကြီးတွေလိုပြုစုလာကြောင်းအဆင်ပြေသွားတယ်။မြူဆွဲမယ်ကမယ်ခေါင်းနှိပ်ပေးမယ်ပြီးရင်တော့လက်စပင်ညက်ပြီးတာနဲ့နောက်ခန်းထဲခေါ်သွားပြီးအထူးဝန်ဆောင်မှုပေးတာပေါ့။ကြိုင်မှာလူရအမေကိုဟန်ညက်ဝေးလာပြီးအလီလည်းအိမ်ခက်ရွေးဆိုင်ပါတယ်။ဇိုဟန်ကအရန်ပေါက်သွားလို့နာမည်ကြီးဆိုင်ရှင်ပုံမစ်ချေကိုတိုင်လာခေါ်ပေမဲ့ဒေါ်လီယာတို့အပေါ်တစ္ဆာရှိရှိနဲ့ညှင်းလွတ်လိုက်တယ်။တရက်တော့တက္ကစီသမားစာလင်းရဲ့ကားနဲ့ဖောက်တဲ့အစ်စ်တွေရောက်လာပြီးနစာလင်းတယောက်ဇိုဟန်ရှိနေမှန်းအတိတ်ကအညိုးနဲ့မှတ်မိသွားတယ်
အတိတ်ကဆာလင်းဖနက်နဲ့ထုတာကိုဇိုဟန်ကဆာလင်းရဲ့အချစ်တော်စိတ်ကလေးကိုလူပြီးလက်စားချေခဲ့တာကိုနာကြီးနေတဲ့ဆာလင်းကသူ့တငယ်ချင်းတွေနဲ့ပေါင်းပြီးနဇိုဟန်ကိုဖမ်းကဖန်တွန်းလို့ကြော်ကြားဖို့ကြံစီပါတော့တယ်။အဲ့ဒီအချိန်မှာဇိုဟန်နဲ့ဒါလီယာတို့ပျော်ပွဲစားထွက်ကြပေမဲ့ဒါလီယာကတော့ဒါဟာဒိတ်လို့တာမဟုတ်ဘူးလို့စီချထားတယ်။ဒါပေမဲ့နှစ်ယောက်သားရင်းနှီးသွားပြီးတစ်ဖက်စလုံးကလူတွေအတိတ်ပဲရှိအဖြစ်နေကြတာကိုမုန်းနေဆိုတာချင်းတူနေကြတယ်။ဆိုင်ပြန်ရောက်တော့ဆာလင်းရဲ့တငယ်ချင်းကလူနာရောင်ဆောင်ပြီးစိတ်တွေဖက်နှက်တွေအကြောင်းလာစုံစမ်းပေမဲ့ဇိုဟန်ကဂယုမစိုက်ပါဘူး။စုံစမ်းရင်းနဲ့ပဲအဲ့ဒီလူကပါဇိုဟန်ရဲ့ဆွဲဆောင်မှုအောက်ကျဆုံးသွားရပြန်တယ်။ဒါပေမဲ့ပြဿနာကဇိုဟန်ရဲ့ညီလေးကအလုံးလုံးတော့ပဲအဖွားအိုတွေကိုအထူးဝန်ဆောင်မှုပြုလို့မရတော့တာပါပဲ။ဆရာဝန်ပြလည်းမရပေမဲ့အမေကြီးကေးကတော့ဒါဟာဒါလီယာကိုချစ်မိသွားလို့သူမကလွယ်ရင်ဘယ်သူမှတော့ပြန်မှာမဟုတ်ဘူးလို့ထောက်ပြတယ်။တစ်ဖက်မှာလည်းဆာလင်းတို့အဖွဲ့ကဘုံလုပ်ဖို့ပစ္စည်းရှာနေပေမဲ့ငဘုံပစ္စည်းရောင်းတဲ့သူကဖုံးမကင်ပါဘူး။ဒါနဲ့အင်တာနက်ကနီလန်တိုင်းစီးဆိုင်မှာသွားဝယ်တာကိုဆန်ဆန်ကြီးကလေးလေးတင်းအောင်မှားပြီးအနက်လေးဆေးပေးလိုက်တယ်။ဆိုင်မှာတော့ဒါလီယာကဆိုင်ကိုအတင်းဖယ်ခိုင်းပြီးရက်ကွက်ကိုနှဖျက်စီးမဲ့လူမိုက်တွေကိုပတ်စံပေးပြီးမောင်းထုတ်နေတာဇိုဟန်မြင်သွားတယ်။ဒါလီယာရဲ့တတိကိုမြင်ပြီးဇိုဟန်ရဲ့ညီလေးကပြန်လဲနိုးထလာလို့သူမဟာအစ်စ်မှန်ပဲဆိုတာတေချာသွားပေမဲ့ဒါလီယာကသူ့ကိုမချစ်ပါဘူး။ညဘက်မှာဆာလင်းတို့ကအနာလိမ့်စေးပုံးနဲ့လက်ပစ်သွားတာကိုဇိုဟန်ကအေးဆေးပဲကောက်ယူပြီးဂေးကိုအပိုက်ခဲတောက်စေဖြစ်ပေးလိုက်တယ်။ဒါပေမဲ့အိုရီကဇိုဟန်ရဲ့သတင်းပေါက်ကြားမှာစိုးရိမ်လို့ငကင်းလက်အဖွဲ့ထဲဝင်ပြီးတဲလွန်ဆာရှာဖို့ပြောပါတယ်။အဲ့ဒီညမှာလူမိုက်၃ယောက်ကဆိုင်တွေကိုလိုက်ဖြတ်နေတာတွေ့လို့နေရမခေါ်ပဲဇိုဟန်ကိုယ်တိုင်ပဲပညာပေးလိုက်ပါတော့တယ်။နောက်နေ့ကျတော့အဲ့ဒီလူမိုက်တွေဟာဒီရက်ကွက်ကိုဖျက်ပြီးငကုံတိုက်ကြီးစောက်ချင်တဲ့မြေပိုင်ရှင် Grant စေလွတ်တာလို့သိရတယ်။လူတွေကိုခြောက်လို့မရတာနဲ့ Grant ကလူမျိုးရေးခွဲခြားတဲ့နလူမိုက်အုပ်စုကိုထပ်ငါးပြီးကစားပွဲကိုအညစ်အပတ်ကစားဖို့ပြင်တယ်။ရက်ကွက်ထဲမှာတော့ပါလက်စတိုင်းနဲ့အစ္စရေးအုပ်စုတွေကနှစ်ဆိုင်တွေအဖျက်ခံရတာကိုတစ်ဖက်နဲ့တစ်ဖက်လက်ညှိုးထိုးရန်ဖြစ်နေကြတယ်။ဇိုဟန်ကလူမိုက်တွေဟာလူဖြူတွေပါလို့ရှင်းပြပေမဲ့လည်းနှစ်ဖက်စလုံးကအမှုတရားတွေကြောင့်နမတောင်ကြပါဘူး။ဒီအတော်အတွင်းဆာလင်းတို့ကမတက်နိုင်တော့လို့ရန်သူကြီးဖန်တွန်ကိုနှလန်းခေါ်လိုက်တာဖန်တွန်လည်းလေးချိန်ကန်တွေလွတ်ပြီးရောက်လာတယ်။ရက်ပိုင်းကြာမှာတော့ဖန်တွန်ကဇိုဟန်နောက်ကိုလိုက်နေပြီဆိုတဲ့သတင်းတွေသတင်းစာထဲမှာပါလာပါတော့တယ်။ဝါတစ်ကိုအပြတ်ခံနိုင်တဲ့ဇိုဟန်ကမိုက်ကယ်လိုသားမီးကိုအမှန်တမ်းလုံးခံလိုက်ပြီးဒါလီယာကိုပါအမှန်တမ်းပြုတ်ဖို့အကြံဉာဏ်ရတယ်။ဒါပေမဲ့ဒါလီယာကသူအစ္စရေးဖြစ်တာကိုလက်ခံပေမဲ့နသူမိသားစုရာဇဝင်ကြောင့်တံပြန်အကျန်းဖတ်သမားဖြစ်နေတာကိုလက်မခံပါဘူး။ဇိုဟန်မထွက်ခွာခင်မှာပဲဒါလီယာကလမ်းခွဲလက်ဆောင်ဖြစ်နခစ်ပေါ်သပင်ပုံစံစာအုပ်အစ်စ်လေးတအုပ်ပေးလိုက်ပါတယ်။နောက်နေ့မှာဇိုဟန်ကဖန်တွန်ကိုတရုတ်ထိပ်ရင်ဆိုင်မှုပြုပေမဲ့အိုရီကတော့သူ့ငယ်ချင်းတွေကိုလက်နက်တွေပြင်ခိုင်းထားတယ်။သတင်းတွေအရမာရီယာကာယီအပါဝင်နာမည်ကြီးတွေလာမဲ့ကစားပွဲတစ်ခုမှာဖန်တွန်ရောက်လာလိမ့်မယ်လို့သိရတယ်။ဖန်တွန်ကလည်းမာရီယာရဲ့ဖန်ဖြစ်လို့နားနေခန်းနဲ့တွားတွေ့ချိန်မှာနဇိုဟန်ကတွားရောက်စီးနှင်းပါတော့တယ်။နှစ်ယောက်သားအကွက်ချောင်းနေလုံးမိုက်ကယ်ကဖုံးဆက်ပြီးလူမိုက်တွေရက်ကွက်ထဲမီးလိုက်ရှို့နေပြီလို့လှမ်းပြောတယ်။ရန်ညိုးထက်ရက်ကွက်သားတွေကအရေးကြီးတာမို့ဇိုဟန်ကရက်ကွက်ကိုပြန်လာပြီးအချင်းချင်းအပြစ်တင်နေတဲ့ပါလက်စတိုင်းနဲ့အစ္စရေးတွေကိုတားရတယ်။ဆာလင်းတို့အိုရီတို့ရန်ဖြစ်နေတော့ဖန်တွန်လဲရောက်လာပြီးနသူဘာသာမီးငိမ့်တက်ပြီးဟီယိုလုပ်ဖို့ကြိုးစားတယ်။တယောက်တည်းမရမှန်းသိလို့ဇိုဟန်ကရန်ညိုးတွေကိုဘေးဖယ်ပြီးနဟမ်မတ်စားစရာပိုက်လုံးကြီးနဲ့မီးဝိုင်းငိမ့်ပေးလိုက်တယ်။ပြီးတော့သူထပ်မတိုက်ချင်တော့ဘူးလို့ပြောပြီးဖန်တွန်ကရန်စပြီးထိုးတာကိုတော့ပြန်မလုပ်ပဲအောင့်ခံထားတယ်။ဖန်တွန်ကြောင်နေတော့မှာပဲဒါလီယာရောက်လာပြီးသူမဟာဖန်တွန်ရဲ့ညီမဖြစ်လို့ဇိုဟန်နဲ့ဝေးခဲ့ရတာလို့ဖွင့်ပြောလိုက်တယ်။ဇိုဟန်ဟာလူကောင်းဖြစ်သွားပြီးအမေရိကန်မှာအတူလက်တွဲဖို့လက်ခံသွားလို့သူမလည်းစိတ်ပြောင်းပြီးဇိုဟန်ကိုချစ်မိသွားပြီလို့ပြောတယ်။ဒါလီယာရဲ့စကားကြောင့်နှစ်ဖက်စလုံးပြန်တင်းမြတ်သွားပြီးဇိုဟန်ကလည်းနဆာလင်းကိုစိတ်ကိစ္စတောင်းပန်ပြီးကောင်းကောင်းကြွေးထားကြောင်းပြောပြတယ်။အဲ့ဒီအချိန်မှာပဲမီရှိုးတဲ့လူမိုက်တွေရောက်လာလို့ဇိုဟန်ကစစ်တပ်တုံးမျက်မှန်နဲ့ကြည့်လိုက်တော့ဒါဟာဟိုလူမိုက်အဖွဲ့မှန်သိသွားတယ်။ Grant ကလူတွေကိုလမ်းလွဲပြီးတစ်ဖက်နဲ့တစ်ဖက်ရန်တိုက်ပေးဖို့ဒီအကွက်ကိုဆင်ထားတာဖြစ်ပါတယ်။ဖန်တွန်ကဒေါသတကြီးနဲ့တွားချချင်နေတာကသူဟာဇိုဟန်လိုဘဝတစ်မရပဲဖက်နဲ့ရောင်းချင်တဲ့အိမ်မက်ပျောက်ဆုံးခဲ့ရလို့ပါ။ဇိုဟန်ကကိုချင်းစာပြလိုက်လို့တငယ်ချင်းတွေဖြစ်သွားပြီးနှစ်ယောက်ပေါင်းပြီးလူမိုက်တွေကိုတွားချဖို့ဆုံးဖြတ်လိုက်ကြတယ်။နှစ်ယောက်လုံးရဲ့စူပါစွမ်းရည်တွေနဲ့ရန်သူတွေကိုအလွတ်လေးနေလိုက်ပေမဲ့ကောင်းဆောင်ကတော့ခွေးပေါက်တွေနဲ့ဘုံပဲဖို့လုပ်နေတယ်။လက်နဲ့တားဖို့အချိန်မမီတော့တာမို့နှစ်ယောက်သားရိုးရာအော်ဟစ်တန်ကြီးနဲ့အော်လိုက်တဲ့အခါမြေအောက်ခန်းဖုံးပေါက်ကွဲပြီးလူမိုက်လွတ်ထွက်သွားတယ်။ခွေးပေါက်လေးတွေလည်းအိမ်ပြတင်းပေါက်ထဲကနေနဆိုဖာပေါ်ကိုဘေးကင်းကင်းနဲ့လွင့်ကျသွားတာပေါ့
အောင်ပွဲခံဖို့လုပ်ပေမဲ့ဖန်တွန်ကအော်ဒါကိုမရက်နိုင်သေးလို့မဆိုင်ချို့ထပ်ပျက်စီးသွားပြန်တယ်။ဒါပေမဲ့အခုတော့ပါလက်စတိုင်းနဲ့အစ္စရေးတွေစီးလုံးသွားပြီးမှုပူးပေါင်းပြီးအားလုံးပိုင်တဲ့ဂုံတိုက်ကြီးတစ်ခုစောက်လိုက်ကြတယ်။ဖန်တွန်ကဖက်နဲ့ရောင်းစာလင်းကစိတ်စီးတဲ့လုပ်ငန်းလုပ်အိုရီလဲဆိုင်ဖွင့်ပြီးနဇိုဟန်နဲ့ဒါလီယာလဲမင်္ဂလာဆောင်ကဆိုင်ကြီးဖွင့်လိုက်ကြတယ်။မိုက်ကယ်ကလည်းအလုတ်သမားအဖြစ်နဲ့ဇိုဟန်စီကတင်ထားတဲ့နှမြူဆွဲနည်းတွေတုံးပြီးစပင်ညှက်ပေးနေတာပေါ့။တရက်တော့ဇိုဟန်ရဲ့မိဘတွေဆိုင်ကိုရောက်လာပြီးသူ့လုပ်ငန်းနဲ့ပါလက်စတိုင်းချွေးမလေးကိုသဘောတူလက်ခံလိုက်ကြတယ်။ပြီးတော့ဇိုဟန်ကိုစပင်ညှက်ခွင့်ပေးပြီးသူတို့ရဲ့ထောက်ခံမှုကိုပြသလိုက်ပါတော့တယ်။